ရေတံဘူးနဲ့ပြုလုပ်လို့ရတဲ့ပန်းချံအလှဆင်နည်းများအထောက်အပံ့ပရိသတ်တို့နေကောင်းကြလားရှင်အိရှင်မတို့ရေဟင်းတွေချက်ရတာညောင်းနေပြီဆိုရင်တော့ဒီလိုနေ့မျိုးမှာကြုပ်ပြုတ်လေးပဲပြုတ်စားပြီးတော့တသားမမီလေးတွေအတွက်ကျမနဲ့အတူတူအိမ်တွင်းမှုလေးတွေကိုလက်ဆွဲပြလိုက်ကြရအောင်နော်ရေတံမှုတပူရှိအောင်နဲ့တင်ကိုကလေးတွေအတွက်ဆော့စရာအစ်စ်လေးရလာမယ်ဆိုရင်စိတ်ဝင်စားကြလားရှင်ဒါဆိုရင်တော့ကျမနဲ့အတူတူလိုက်လုပ်ကြည့်လိုက်ရအောင်လားနော်နံပါတ်1ရေတံဘူးနဲ့ပစင်းလုံနေအရင်ဆုံးရေတံမှုတပူကိုယူပြီးတော့ခေါင်းထိပ်ကိုဖြတ်ပေးပါပြီးရင်တော့အလဲကနေရေတံဘူးမှာပါတဲ့အရစ်လေးတွေနားထိဖြတ်ပေးလိုက်ပါရှင်ရလာတဲ့အရစ်လေးတွေနားရောက်ရင်တော့နှစ်ချမ်းညှက်ပြီးအရစ်တစ်ခုချင်းစီကိုကတ်ကြီးနဲ့ညီညီလေးညှက်ပေးလိုက်ပါပြီးရင်တော့အရစ်တစ်ပိုင်းကိုခောက်ချိုးလုပ်ပြီးဖင်နဲ့ခေါင်းကိုတစောင်းအနေထားလေးနဲ့ညှက်ပေးလိုက်ပါရှင်ဒါဆိုရင်တော့မျက်မှန်လိုပုံစံမျိုးလေးနဲ့ပစင်းအတောင်မှန်လေးရလာပါပြီရှင်ပြီးရင်တော့လက်မညှိအောင်လို့မီးလေးပြပြီးဈေးထဲကဝယ်ထားတဲ့ကြောက်ကန့်ရွှေအောင်လေးတွေကိုဗီဒီယိုမှာပြထားတယ်လို့မျိုးစစ်စီရီလေးအတောင်မှန်အတိုင်းလေးကပ်ပေးလိုက်ပါနော်တစ်ဖက်တစ်ချက်အကုန်ကပ်ပေးပြီးရင်တော့ကျမတို့ရဲ့ရေခဲမှုတ်စားတဲ့ဇွန်းလေးကိုဇွန်းထိတ်ကိုဖြတ်လိုက်ပါဇွန်းထိတ်ကိုဖြတ်ပြီးရင်တော့ပလဲလုံးလေးတွေကိုထိတ်ဆုံးအလုံးကြီးနှစ်ခုနဲ့ကျန်နာတွေကိုတေချာစီကကော်နဲ့ကပ်ပေးလိုက်ပါရှင်အဲ့လိုမျိုးအားလုံးကပ်ပြီးရင်တော့ဇွန်းရဲ့ကိုယ်တွေကပစင်းခန္ဓာကိုရလာပြီးအတောင်မှန်ရွှေရောင်လေးနဲ့နှစ်ဖက်လုံးကိုကော်ပြန်ကပ်လိုက်ရင်တော့လှပလုံးနဲ့ရွှေဝါရောင်ပစင်းလေးတစ်ကောင်ရလာပါပြီရှင်ဒါပြီးရင်တော့အလှစင်မဲ့ပန်းဝိုးထဲမှာထိုးဆိုင်ထားလို့ရပြီရှင်တသားမမီလေးတွေကိုတင်ပြပေးရင်လေသူတို့လေးညံ့ရီဖွံ့ဖြိုးပြီးတင်ထောက်ကိုတစ်ခုအနေနဲ့တောင်ဖြစ်လာစီမှာပါနော်နံပါတ်2ရေတံဘူးနဲ့လိတ်ကလေးလောက်ကြမယ်အရင်ဆုံးရေတံဘူးအကြီး surprise ဘူးကြီးကိုယူပြီး3ပိုင်းဖြတ်လိုက်ပါပြီးရင်တော့ခေါင်းထိပ်ကိုဖြတ်ပြီးအဝိုင်းပိုင်းရယ်ဖင်ပိုင်းရယ်ကိုဖြတ်ပြီးတော့ဖင်ပိုင်းနှစ်ခုကိုထပ်ပြီးထားလိုက်ပါဒါကတော့လိတ်အခုံဖြစ်ဖို့ပုံစံရပြီဆိုရင်အဝိစအယောင်အလက်ပါတာလေးတွေကိုဈေးကနေဝယ်ပြီးတော့ပုံပါအတိုင်းအဝိုင်းလေးတွေလုပ်လိုက်ပါနော်ပြီးရင်တော့ရေတံဘူးဖင်ပိုင်းလေးထဲကိုအဝိုင်းလေးတစ်ခုစီကပ်ပြီးဖင်ပိုင်းနှစ်ခုကိုအပေါ်အောက်ဖိကပ်လိုက်ပါပြီးရင်တော့ရေခဲမှုတ်စားတဲ့ဇုံးဖြူလေးတွေကိုအစိမ်းရောင်လေးဆိုပြီးဘောလုံးအသေးလေးတွေကိုလည်းအယောင်ဆိုးထားပြလိုက်ပါရှင်ဗီဒီယိုမှာပါတဲ့အတိုင်းအယောင်ဆိုးထားကောင်ဇုံးကိုနှစ်ချမ်းချမ်းပေးပြီးပြင်ဆင်ထားပြလိုက်ပါပြီးရင်တော့အဲ့ဒီဇုံးအချမ်းလေးတွေကိုနှစ်ခုပူထားတဲ့ဘူးဖင်ပိုင်းမှာတစ်ခုကျော်ကော်နဲ့ကပ်ပြီးအလုံးလေးတွေကိုလည်းလေကောင်းပုံစံလေးဖြစ်အောင်အလေတက်တက်မှာကပ်ပေးလိုက်ပါရှင်ပြီးရင်တော့နောက်ထပ်ဇုံအဝိုင်းလေးတွေကိုလည်းလိတ်ကိုထဲမှာကပ်ပြီးရင်တော့မျက်လုံးလေးကပ်လိုက်ရုံဖြင့်ချစ်စရာကောင်းတဲ့ရေတံဘူးနဲ့ပြုလုပ်တယ်လို့မထင်ရလောက်အောင်လှပတဲ့လိတ်လေးကိုရလာပါပြီနော်အပေါ်ကနေအလှဆင်ဖို့ဖျောင်းနိုင်လေးထွန်းထားလိုက်ရင်တော့ပိုပြီးလှပသွားမှာဖြစ်ပါတယ်နံပါတ်3ရေတံဘူးနဲ့အုံးပင်လုံးနီးဒါကတော့အပေါ်ကဟာလေးတွေထပ်ပုံမလွယ်ကူမှာပါရှင်အရင်ဆုံးရေတံဘူးခွန်လေးတွေနှစ်ခုကိုထပ်ပိုင်းထားလိုက်ပါပြီးရင်တော့အပေါ်ပိုင်းကိုပုံမှန်ပြထားသလိုလေးအဖက်ကလေးတွေဖြစ်အောင်ပိုင်းပေးပါပြီးရင်တော့အဲ့ဒီအပိုင်းလေးတွေကိုနှစ်ခေါက်ချိုးပြီးဇင်းပုံစံလေးကတ်ကြီးနဲ့ကိုက်ကပပလေးတွေဗီဒီယိုထဲကအတိုင်းဖြတ်ပြီးအုံးလက်ကလေးတွေဖြစ်အောင်လုပ်ပေးလိုက်ပါရှင်အဲ့လိုပဲတစ်ခုချင်းစီလိုက်လောက်ကောင်အုံးလက်ကလေးတွေကိုဖန်တီးပေးလိုက်ပါနော်။ပြီးတော့ထမင်းစားတူနှစ်ချောင်းကိုယူပြီးတော့ကြံနေတဲ့ရေတံဘူးခွန်ကအပိုင်းလေးတွေကိုအလင်လေးတွေလိုက်ကပ်ပြီးအုံးလက်ကလေးတွေကိုကပ်ပြီးကောင်အဝတ်လေးနဲ့တေချာချိပေးလိုက်ပါရှင်။အဲ့လိုမျိုးတတိချာချာစစ်စီလေးအုံးလက်လေးတွေဖြစ်လာရင်တော့အုံးသီးလေးပြုလုပ်ဖို့အတွက်တီရှူးလေးတွေကိုအလုံးလေးတွေလုပ်ပြီးအစိမ်းရောင်ကြွကြွနဲ့ထောက်ကောင်တေချာလေးအုံးသီးလုံးလေးတွေဖြစ်အောင်လုပ်ပေးလိုက်ပါနောက်တော့တဘာဝကြကြလေးဖြစ်အောင်အုံးသီးလေးတွေကိုအညာလေးတွေထည့်ပြီးနှလုံးသုံးလုံးပူပြီးကော်နဲ့ကပ်ပေးလိုက်ပါရှင်ပြီးရင်တော့အုံးလက်လေးတွေကြားမှာကပ်ပေးလိုက်ရင်ပင်စီကောလုံးပတ်ကောလှပြီးအုံးလက်နဲ့အုံးသီးလေးတွေပါတဘာဝကြတဲ့အုံးမင်လေးကိုရလာပါပြီနော်အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ပြီးအားပေးခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ